အားလုံးပဲမင်္ဂလာပါတွေးစားနေအားလုံးပြန်လည်ကြိုဆိုပါရစေဒီကနေ့ကောင်းစဉ်ဟာခွင့်လွတ်တတ်ဖို့ကြိုးစားပါတယ်လူတိုင်းဟာကိုယ်စိတ်အတိုင်းကောင်းမနေနိုင်ပါဘူးအတွေးတွေမတူအမြင်တွေမတူကြအောင်ဒီလူတွေကိုတသားတည်းဖြစ်အောင်လိုက်ညှိယူလို့မရပါဘူးတစ်ခါတလေမှနားလဲပေးရမယ်တစ်ခါတလေမှတော့ခွင့်လွတ်တတ်ရမယ်ကိုကောင်းစီရင်တယ်လို့မကောင်းတဲ့အခါကိုမျောလင့်တယ်လို့မဖြစ်လာတဲ့အခါစေတနာတွေစော်ကားခံရတဲ့အခါလွယ်လွယ်နဲ့စိတ်မဆိုးပါနဲ့ကျွန်တော်တို့ဘယ်အရာပင်ပန်းစေလဲမျောလင့်ချက်တွေဆန္ဒတွေအတ္တတွေကပင်ပန်းစေတာပါပင်ပန်းမခံနိုင်ကျွန်တော်တို့ကခွင့်လွတ်တတ်ရလိမ့်မယ်ဒီထက်ပိုဆိုတဲ့ကိစ္စတွေကိုယ့်ကိုကောင်းချီးမပေးတဲ့အရာတွေမှာခွင့်လွတ်ပြီးမပတ်သက်တော့ခြင်းရွေးချယ်တတ်ရမယ်လူတယောက်ကိုမုန်းတဲ့အခါပထမဆုံးပူလောင်တာကိုယ်တိုင်ပါပဲအဒီပူတွေကကိုယ့်ကိုအရင်ဆုံးလောင်ကျွမ်းစေတယ်ဒီလူကိုမကြည်ပြူတာနဲ့အားလုံးကိုအပြစ်ရှာနေခြင်းနဲ့ကိုယ်စိတ်ကလည်းမဖြူစင်တော့ဒီကနာကကြာလေစိုးလေပါပဲကိုယ်စိတ်ထဲမှာလေးပြီးကြံနေခဲ့လိုက်မယ်အဒီခါမျိုးမှာသူ့ကိုခွင့်လွှတ်လိုက်နားလေပေးလိုက်ပြီးတော့မပတ်သက်တော့ခြင်းကိုသာရွေးချယ်လိုက်သူကကိုမမဟုတ်ပဲကိုတွေးတယ်လို့သူတွေးနိုင်ပါမလားကိုကောင်းတယ်လို့သူကောင်းနိုင်ပါမလားအဲ့လိုမျိုးပဲဖြစ်တွေးလိုက်ပါအချောင်းလေး၅ချောင်းတော့အနေမြင့်မတူတာပဲမဟုတ်လားကိုဘက်ကကြည့်ပဲဆိုပေမဲ့သူ့ဘက်ကကြည့်ညာဖြစ်နိုင်တာပဲဒီကဘာကြီးက23နှစ်ပိုင်းတစ်ပိုင်းဒီဂရီတိမ်းဆောင်နေတယ်တဲ့ဒီတိမ်းဆောင်နေတဲ့ကဘာပေါ်မှာရှုတော့မတူတဲ့အမြင်တွေလွဲမှားနေတဲ့အယူဆတွေရှိမှာပဲဒါတွေကိုအလိုမကျဖြစ်နေလို့လေကိုယ်သာပင်ပန်းရလိမ့်မယ်ပြောင်းလဲတယ်လို့ဖြစ်မလာတဲ့အခါခွင့်လွှတ်ဖို့သာကြိုးစားလိုက်ပါဒီဆိုင်လေးကတန်တန်လေးအစားတောက်တွေပဲကောင်းပါပဲအထင်နဲ့စားကြတယ်စီးရင်ကြီးနေတယ်ဘာရတာမှမရှိဘူးတော့မစားတော့ဘူးလို့သာဆုံးဖြတ်ရလိမ့်မယ်စိတ်တူဖို့မလို့ online shop ကပစ္စည်းလေးတွေအရန်လာလို့မှားလိုက်တယ်ရောက်လာတဲ့အခါတခြားစီစိတ်တုန်နေလို့မရဘူးထပ်မမှာဖို့ပဲတွေးရမယ်ကျွန်တော်တို့ဘာကြောင့်ပူလောင်နေရတယ်လဲမျောလင့်ချက်တွေခွင့်မလွတ်နိုင်တဲ့စိတ်တွေကြောင့်ပဲပေါ့လူတိုင်းကကောင်းတာတွေကြီးပဲတွေးထားတယ်ဆိုးတာတွေအတွက်ပြင်ဆင်မထားတတ်ကြဘူးလူတစ်ယောက်ကိုချစ်လိုက်တယ်သူ့ပုံစံလေးကိုသဘောကျတယ်သူ့နာမှာနေပျော်နေရမယ်လို့ထင်ခဲ့တယ်တကယ်ချစ်ပြီးတဲ့အခါမှာတက်ဆင်အောင်လွဲတာပဲသူ့ချစ်မှာနားလည်မှုတွေလိုက်သိမှုတွေမပါဘူးချစ်ခင်မိတဲ့ကိုအမှားပါပဲတချို့ຢာတွေကကိုတင်ထားသလိုဖြစ်မလာနိုင်ခံစားချက်တွေမလုံခဲခင်ပါပဲခွင့်လွှတ်ပြီးနောက်ဆုတ်ဖို့သာကြိုးစားလိုက်ပါကျွန်တော်တို့ဘဝမှာစိတ်အေးချမ်းသာစွာနေထိုင်လို့ရဆိုရင်အပူပင်ကင်းလို့ရဆိုရင်ခွင့်လွှတ်တတ်ဖို့ကြိုးစားထားရလိမ့်မယ်သူ့ကိုမုန်းနေဖို့သူ့ကိုနာကျင်နေဖို့တဲ့ဆိုင်ခွင့်လွှတ်ပြီးမပတ်သက်တော့ခြင်းကိုသာရွေးချယ်ပါဒီဆောင်းပါးလေးကတော့ခွင့်လွှတ်တတ်ဖို့ကြိုးစားပါဆိုတဲ့စာရေးဆရာတာထွေးကြီးတဲ့ဆောင်းပါးလေးဖြစ်ပါတယ်ဆောင်းလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်ဒီမှာပြန်တွေ့တာပေါ့